လေးတွေမှာတန်တက်ချို့တက်လို့ရှိရင်ဘယ်လိုမျိုးလက္ခဏာတွေပြလဲဘာတွေလုပ်ရမလဲဆိုပြီးတော့ခဏမေးတတ်ကြပါတယ်ဒီတန်တက်ဟာဆိုရိုးလို့ရှိရင်ကလေးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက်တကယ်ကိုအရေးပါတဲ့ဓာတ်တစ်မျိုးပါဒီတော့ကိုယ့်ရဲ့ကလေးမှာတန်တက်ချို့တက်နေမလားစိတ်ပူနေတယ်ဆိုရင်တော့အခုပြောပြမဲ့လက္ခဏာလေးတွေကိုကြည့်ပြီးတော့ဆန်းစစ်ကြည့်လို့ရပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ကလေးတွေတန်တက်ချို့တက်လို့ရှိရင်ဘယ်လိုမျိုးလက္ခဏာတွေပြလဲဘာတွေလုပ်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုတဲ့ဒီလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျမတော့ကလေးလူကုဆရာဝန်ဒေါက်တာလွင်ဖြစ်ပါတယ်ကလေးကျမရေးမူဒရာတွေကိုဒီ Happy Kids page ကနေပြီးတော့မှမျှဝေပေးရရှိပါတယ်ပထမဦးဆုံးသိထားရမှာကဒီတန်တက်ဆိုတာကခန္ဓာကိုယ်အနှံ့အပြားကိုအောက်ဆီဂျင်ဓာတ်တွေပို့ပေးနိုင်တဲ့သွေးနီဦးဆဲလေးတွေဖွဲ့စည်းဖို့အတွက်လိုအပ်တဲ့ဓာတ်တစ်မျိုးပါဒီတော့တန်တက်ချုပ်တက်လို့ရှိရင်ဘယ်လိုမျိုးလက္ခဏာတွေပြမလဲဆိုတော့ကလေးကဖြူဘက်ဖြူရောဖြစ်မယ်ဥပမာအားဖြင့်အဲ့ဒီမျက်ခုံအတွင်းပိုင်းမှာပြီးတော့ဒီလက်သေးတွေမှာပြီးတော့ဒီပါးစပ်ကအဲ့ဒီနှာခမ်းတွေမှာပြီးလို့ရှိရင်ရှာတွေမှာဒီလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်ဖြူဘက်ဖြူရောဖြစ်လာမယ်ပြီးလို့ရှိရင်ကလေးကသွေးအားနေတဲ့ဒီလိုမျိုးလက္ခဏာတွေရှိတယ်ပေါ့နော်ပြီးတော့ကလေးကစိတ်တိုလွယ်မယ်ကြည်ကြမယ်ပြီးတော့နှုံးချိမယ်မစားနိုင်မတောင်းနိုင်ဖြစ်မယ်ပင်ပန်းနွမ်းနေနေမယ်အားမရှိသလိုမျိုးခံစားနေရမယ်ပြီးတဲ့အခါကျကလေးကကြီးထွားမှုနှုံးအားလည်းနှေးတက်တယ်ပေါ့နော်နောက်ဆက်တွဲအနေနဲ့ကလေးကအဲ့ဒီညံ့ရည်ထိခိုက်ပြီးတော့ဒီတင်ကြားမှုတင်ယူမှုစွမ်းရည်တွေပါထိခိုက်လာနိုင်တယ်နောက်အပြုတ်အမှုတစ်ခုကတော့အဲ့ဒီပိုက်ကာလို့ခေါ်တဲ့ဒီတွေးကြရာတွေပေါ့နော်လိုက်ပြီးတော့စားကျင်တာမျိုးဥပမာအပြင်မြေကြီးတို့အဲ့ဒီစက်ကူစားတို့လိုအောက်မှာတွေးတဲ့ဟာတွေကိုလိုက်ပြီးတော့စားကျင်တဲ့စိတ်တွေဖြစ်ပေါ်လာတာမျိုးလည်းရှိတတ်ပါတယ်ဒီတော့ဒီလိုလက္ခဏာမျိုးတွေတွေ့ခဲ့လို့ရှိရင်ပန်းနဲ့မဖြစ်ပါနဲ့ရေလို့ရမယ့်အချက်တွေကတကယ်ပဲရိုးရှင်းပါတယ်အရင်ဦးဆုံးအနေနဲ့အဲ့ဒီကိုယ့်အနေနဲ့ကိုပေါ့နော်အားစေးတွေတန်တက်ကြွယ်ဝတဲ့ supplement တွေမတောက်ခင်မှာဆိုလို့ရှိရင်ဆရာဝန်နဲ့ပြတင်ပါတယ်ဆရာဝန်ကဒီတန်တက်တကယ်ချို့တက်မှုရှိမရှိကိုသွေးစစ်ဆေးကြည့်ပြီးတော့လိုအပ်လို့ရှိရင်လိုအပ်တဲ့ပမာဏအတိုင်းတန်တက်ကိုတန်တက်အားစေးတွေကိုညွှန်ကြားပေးနိုင်ပါတယ်။ကိုယ့်အနေကိုတောက်မယ်ဆိုလို့ရှိရင်ဒီပမာဏကမှားယွင်းနိုင်တဲ့အတွက်ကြောင့်မို့လို့တန်တက်များတာတွေကလေးအတွက်အန္တရာယ်ရှိတာတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်မို့ကိုယ့်အနေကိုမတောက်သင့်ပါဘူး။နောက်တစ်ခုကအိမ်တွင်ကုထုံအနေနဲ့အဲ့ဒီတန်တက်ကြွယ်ဝတဲ့အစားအသောက်လေးတွေကိုပြန်ပြီးတော့ကျွေးမွေးခြင်းပါပဲဥပမာအားဖြင့်အဲ့ဒီအသားငါးတွေအနီရောင်ရှိတဲ့အသားတွေနောက်ပြီးတော့ပဲအမျိုးမျိုးပြီးတော့အစိမ်းရင်းရောင်အရွက်တွေဥပမာအားဖြင့်အဲ့ဒီပန်းကော်ဖီစိမ်းလိုဟာမျိုးပြီးလို့ရှိရင်ဟင်းနုနွယ်ရွက်လိုဟာမျိုးပြီးတော့အဲ့ဒီတန်တက်ကြွယ်ဝတဲ့တန်တက်ဖြစ်ဆွတ်စာတွေပြီးတော့ကလေးစီရီရယ်ဒီလိုဟာမျိုးလေးတွေကိုပြန်ပြီးတော့စားပေးမယ်ဆိုလို့ရှိရင်တန်တက်ကပြန်ပြီးတော့ပြေးလာမှာပဲဖြစ်ပါတယ်ပြီးတော့ဗီတာမင် C လိုဟာမျိုးကလည်းတန်တက်ဆုပ်ယူမှုကိုအားပေးပါတယ်ဒီတော့ဒီအချင်းလိုမျိုးပေါ့နော်အချင်းလိုမျိုးအချင်းပါတဲ့အသီးအနှံတွေတတိဖြော်ရည်တွေဒါလေးတွေကိုတန်တက်ပါတဲ့ကြွယ်ဝတဲ့အစားအသောက်တွေနဲ့တွဲပြီးတော့စားပေးလို့လည်းရပါတယ်ဒီတော့ကလေးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက်ဆိုလို့ရှိရင်တကယ်ကိုအရေးပါတဲ့ဒီတန်တက်ချို့တဲ့ခြင်းကြောင့်ကိုဒီဗီဒီယိုလေးထဲမှာမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။တခြားမသိသေးတဲ့ကလေးမိဘတွေအတွက်လည်း like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့။ကလေးကျမရေးဘူးဒရာတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ဒီ Happy Kids page ကိုလည်း follow လုပ်ထားပေးကြပါအောင်နော်။ကလေးများအားလုံးကျမပျော်ရွှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။